ကွာဗလာတောင်းနေကွာညီညွတ်စရာကောင်းတယ်ဗျနေမနှမမြင်ရောက်တော့ပါမယ်ကဲနာမည်ဘယ်လိုခေါ်လဲပြီးလက်ခံတော့ပါဗျာဟောဘေကနေလာပါတယ်ခင်ဗျာပြီးတော့ညောင်တို့ AR ရလာပါတယ်ဗျာဒီနေ့လာတက်တဲ့တွေ့ကြုံလေးပြောပြပါဦးတရားပြထိုက်တဲ့အားလျော်စားတော့ထိုက်တဲ့အားလျော်စားတော့ဆရာတော်ရဲ့သင်ပြပူချမှုနဲ့ရခဲ့ပါတယ်ဗျာကဲရှင်ဘာရခဲ့ဆရာဘုံဘုန်းကြီးကတော့သူ့ဟာသာရပြီးတော့သူ့သာပဲပြန်သွားပါတယ်လို့ပဲပြောချင်ပါတယ်ကဲဟုတ်ကဲ့ဘာရခဲ့တော့ကဲဆိုလိုက်လုံးနဲ့ကဲပြောပြီးတော့ရတာကတော့ဆိုလိုက်ကဲဝဲမကိုင်းဘာရလဲခွက်သိမ်းခွမ်းမအကုန်ရခွက်သိမ်းခွမ်းမအကုန်ရဟိုမှာဒီပြလဲပေါ့ကဲဘာရလဲကုန်ရတယ်ရုပ်ဖပူဇော်ပေးပါရာတေတော်သားပန်ကြားအပ်ပါဗျာရှင်ညာနစေရှင်လွယ်ငေါအလွယ်
တရားမြတ်ဆုံးယတနာသံဃာမြတ်ဆုံးယတနာဟုဆိုအပ်သောယတနာတို့မြတ်သုံးပါးပေါင်းတို့နှင့်တကွာဆရာသခင်ကျေးဇူးတော်ရှင်ဖြစ်တော်မူသောဧကမဟာပန္တိတမောဂုတ်ဆရာတော်ဘုရားကြီးဂုဏ်တော်ကျေးဇူးတို့အားရည်မှန်း၍ရှိကိုပူဇော်ဘုံမျိုးမှန်လျောဘုတော်လိုက်ကြရသောပူဇော်ဝန္တာသေကိစ္စပဏာမဂါရဝကုသိုလ်ကံစေရနာတရာပညာဝရိယတို့ကြောင့်မိမင်းတို့အလိုရှိအပ်တောင်းတအပ်သောမဟောမတိအမြင့်နေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခအလုံးရှုံးနိညာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာမူတဲ့အလောင်းတတ်တို့၏ရှုံးရာငြိမ်းညာသိညာအေးရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အထောက်စေဖြစ်သောဒါနသီလဘာဝနာကုသိုလ်ကံစေရနာနှင့်တကွာဝိပဿနာဉာဏ်သည်လျက်မြင်စွာမြင်ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့ရလွေရောက်လွေမြင့်မောက်ပြုလွေနိုင်ကြသောပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်မြတ်ဖြစ်နိုင်ကြပါစေဒီတော့ဘုန်းကြီးတို့ဩဝါဒဒီတော့ဩဝါဒဆိုတာတဲ့ဒါကျေးဇူးတင်စကားဒါဘုန်းကြီးတို့အရေးဆုံးပြောကြတာပေါ့ကျေးဇူးတင်စကားပြောကြမှာဖြစ်တဲ့တွေ့ကြောင့်ဒါအားလုံးယနေ့ရဝေကြောရောက်လာကြတဲ့တရားဓမ္မပေါင်းသူတို့ကောင်းအားလုံးကိုဒါအထူးကျေးဇူးတင်တယ်ဒါပြရမှာနောက်တော့ကဆရာတို့ဖျားတွေအနေနဲ့ရနိုင်ငံလုံးနိုင်ငံအဝန်းကနေဒီမောဂဝိပဿနာတရားစနစ်လုံးငယ်စိတ်ပြပေါ်ရဲ့အဖွေကိုကြီးတဲ့ကိုမောဂဆရာတို့ဘုရားကြီးရဲ့ပဋိစ္စသမုပ္ပါတရားတို့ကိုလေ့လာဖို့ဆိုပြီးတော့ကြောက်ရောက်လာတဲ့ဆရာတို့ဘုရားကြီးတွေအားလုံးကိုဒါအထူးကျေးဇူးတရားမှာဖြစ်တယ်အထူးလေးကျေးဇူးတင်တယ်။ဘာကြောင့်လဲဆိုတော့ကြွားရောက်လာကြတဲ့ဆရာတော်ဘုရားကြီးတွေကြောင့်ပဲဒါသာသနာပြုခွင့်ရကြတယ်။တရားဓမ္မတွေမှာလည်းဒီဆရာတော်ဘုရားကြီးတွေကိုပူဇော်ခွင့်ရကြတယ်လူတဲ့ခွင့်ရကြတယ်ကုသိုလ်စေဖို့ခွင့်ရကြတယ်။ဘုန်းကြီးကိုယ်၌ကလည်းဒီဆရာတော်အနေနဲ့ရကကြွလာတဲ့ဆရာတော်တွေကိုမှီးပြီးတော့ဒီတရားတို့တွေမောဂောဆရာတို့ဘုရားရှင်တရားတို့တွေကိုပြတ်ပွားအောင်လုပ်ခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ဘုရားအားလုံးကိုအထူးကျေးဇူးတင်တယ်တွေတော့ရှောက်တတ်လို့ပါတယ်ဗျာဒါတော့နောက်တစ်ခါဒီတခါသရုတ်တအကျဉ်းမြောက်တန်တဲ့မှာခါတိုင်းနေမတူဘူးပေါ့ဒီတခါကျတော့ဆရာတို့ကြီးတွေများတော့ကျောင်းတိုက်ကိုစောင့်ရှောင်ပေးကြတယ်လိုတာလေးတွေပြင်ပေးကြတယ်ဒါပို့ပြီးတော့စိတ်ရှင်းပါရတယ်ပြရမှာအကြောင်းခါတိုင်းတန်တန်းပြပြီဆိုရင်တလကိုစိုက်က4အိတ်5အိတ်6အိတ်ကုန်တာဒီတခါကျတော့အိတ်ကြိုလောက်ပဲကုန်တော့ဒါတွေကအစဘာလို့လဲဆိုတော့ဆရာတို့တွေသူတို့ရဲ့တရားဓမ္မတွေခေါ်လာအာယုံဆွနေကြကြကိုယ်တိုင်အာယုံဆွနေကြကြဆိုတော့ဒီအကုန်ကြားကလေတို့ကြီးသိတာတာဖို့လေပြုံးမယ်ဆိုရင်အစအရာတာကျေးဇူးတင်စရာပဲကျေးဇူးတင်လေလို့ပြရမှာအားလုံးဆရာတို့တွေအားလုံးအထူးကျေးဇူးတင်ပါတယ်ဗျာနောက်တစ်ခါဒီတရားဓမ္မတွေအားလုံးဒါအားလုံးကျေးဇူးတင်နေပေါ့အားလုံးလေးဆိုတော့ဒီတရားဓမ္မတွေဝိုင်းဝန်းပဲပုံမှုကြောင့်ပဲဒီသာသနာပြုလုံးငင်းကြီးဒါအတိုင်းတာတစ်ခုတည်းရှူမွေ့ရှူလွယ်ကူရှိတာပေါ့ဒီတော့ပထမဆုံးကြွားတုန်းကဆရာတို့တွေကြွားတုန်းကပထမတုန်းက45ပါး50နိဗ္ဗာန်လောက်ရှိတာဒီတော့45ပါး50နိဗ္ဗာန်လောက်ရှိတော့
ဒီတော့ဆရာတို့တွေကနေရာထိုင်ခဲ့မပြည့်စုံနေရာတွေက45ပါ50နေပါဆိုတော့ငါတို့ကကြက်ကြက်တေးတာနေကြတာရှင်တောင်ရှာမြင့်ရှင်တောင်ရှာလို့မရဘူးဒီတော့ရှင်တောင်ရှာလို့မရတော့ညာရှင်ကလည်းကြိုက်ပူကလည်းပူအိုက်ကလည်းအိုက်ဆိုတော့ဒီမှာပြန်ကုန်ကြတဲ့ဆရာတို့တွေရှိတယ်နောက်ဆုံးသက်ကြောင်းမှာလေသံဃာတွေမဆက်ပြီးတော့သံဃာတွေမြတ်တုံးကစီဒီအောက်ထက်မှာလည်းမဆက်တော့ဇာယေတောင်းရေးနေရေးထိုင်ရေးအခက်အခဲကြက်တွေရှိတော့ရေကုန်လေးဆရာတို့တွေလည်းပြန်ကုန်ကြတာပေါ့ဒါတော့နောက်ပိုင်းမှာပဲယူဇနာဘေးကိုဆွမ်းကန်ကြွားတော့ဒီဇာယေတောင်းရေးကတော့အဆင်ပြေသွားပါတယ်အားလုံးအဆင်ပြေသွားပါတယ်ဒီနေရေးထိုင်ရေးကကြတော့ကျဲပြီးတော့မနေနိုင်ကြဘူးပေါ့မနေနိုင်ကြတော့မနေနိုင်ကြဘူးဆိုတာဒီနေလို့လေမရောက်တော့ဒီအစစ်ရှိတာအောင်းလို့ကျဲနေကြတော့ညနေမှာခုလေးရှိလောက်ပဲကျန်လိုက်တယ်ပြရမှာပေါ့ဒီတော့ခုဦးဇင်းတို့ကဆိုလို့တာပြုတ်ရှင်တာဘာပြုတ်ရှင်တယ်လဲဒါတက္ကဒကမတွေရဲ့ဟိုဆိုတာသာသနာရဲ့ထောင်းတိုင်တွေလို့ပြောရမှာဒီတက္ကဒကမတွေမရှိသေးနဲ့နောက်ကနေပဲပုံမှုမရှိသေးနဲ့လူတဲမှုမရှိသေးနဲ့ဒါဘုန်းကြီးတို့ရှိသိတဲ့သာသနာပြုဆိုတာဘလို့မှမဖြစ်နိုင်ဘူးလေနော်အဲအကြောင်းဒီတက္ကဒကမတွေကိုအထူးကျေးဇူးတင်ရမယ်လို့ဘာကြောင့်လဲဆိုတော့ဥစ္စာတို့ဒီမှာကွဲမြေကြီးတွေမှာ2020ခုကနေလာတာအနာမှာပဲဝင်ကျင်အိမ်တွေဆိုတာလေလောင်းမရှိတော့ဒီတော့ကိုထူကိုထရုံးကန်ရတဲ့အတွေ့ကြောင့်ဒါတက္ကဒကမတွေရဲ့တန်ဖိုးကိုပို့ပြီးတော့သိတယ်ပြရမှာပေါ့လေနော်တရားဘုန်းကြီးတွေတဲ့တက္ကဒကမတွေရဲ့တန်ဖိုးကိုပို့သိတယ်ပို့ခန်းစားမိနေပြရမှာပေါ့ဘုန်းအောက်မှာဓမ္မဥထိအောင်တော့ဟောယုဇနာတက္ကကြီးတွေတော့ပြောပြနေတယ်အဲအဲ့ဒါကြောင့်ကိုကြွားလာတဲ့တက္ကမတွေအားလုံးနောက်စိတ်ပြီးတော့လေဒီလိုလက်တွေးပြီးတော့သာသနာတွေအလုံးလုံးကြရအောင်ကိုနိုင်တဲ့ဘက်ကဝိုင်းပြီးတော့ပဲ့ပို့ပြီးတော့ပို့လေနော်ဘာလို့လဲဥစဉ်တော်သီးသက်ကဒကာဒကမတွေမှာပါနေဥစဉ်တော်သာသနာပြုဖို့ကဘလို့မှမဖြစ်နိုင်ဘူးနောက်ကဒကာဒကမတွေပါမှအဲ့ဒါကြောင့်ခုဒါဆုံလာကြပြီဆိုတဲ့တွေ့ကြောင့်နောင်နဲ့ဒီလိုပဲလက်တွေ့ပြီးတော့ဆရာတကာလက်တွေ့ပြီးတော့ဒီသာသနာကြီးကိုတိုးတက်အောင်စီပန်းအောင်ပြတ်ပွားအောင်လုပ်ကြပါစို့လို့ညအလုံးတိုက်တွန်းနှိုးဆိုရင်ဘုန်းကြီးကျေးဇူးတင်စကားဒီမှာပဲနေကုန်းကံပဲအဆုံးသတ်ပါတယ်သံဃာတော်ရှင်သူမြတ်တို့ဗျာဆရာတို့ဗျာတို့နလပဲလုံးတန်တန်တည့်ရောက်ရာအရှင်ခါ၌ဒီတို့သည်ဆရာတို့ဗျာများနှင့်တွေ့ထ၍ကုသိုလ်ပြုဖွယ်ရခဲ့ကြပါ၏အရှင်ဘုရားဒီနလအတွင်ဝေဒီတို့သည်ဆရာတို့ဘုရားတို့အပေါ်၌သိ၍ဖြစ်စေမသိ၍ဖြစ်စေနမောနမေဖြစ်စေကာယကံအဖြစ်သို့၎င်းဝစီကံအဖြစ်သို့၎င်းမနောကံအဖြစ်သို့၎င်းဣမမင်္ခေပိရှိသောသောအပြည့်တို့အားသောအပြည့်တို့မှာဒီတို့အားအစေတနာတဖြင့်
ခွဲလွတ်ပေးပါရင်ကောင်းပန်ရှောက်ထပါ၏ဆရာတော်အရှင်သူမြတ်တို့ဘုရားဆရာတော်အရှင်သူမြတ်တို့ဘုရား အဲ့ဒီအောင်ပြောလို့ရှိရင်တော့စာသင်တိုင်းလာရှိနေတာများအားလုံးဒါကမှာအပေါင်းဘုရားဟောလို့ခေါ်လိုက်အိန္ဒိယဣဒ္ဓကရောက်လာကြချင်းဘုရားဆိုတဲ့သာသနာတော်ကြီးရဲ့အလံတော်အောက်မှာနေထိုင်ကြတဲ့ဘုရားရှင်တို့ကဖြစ်တာအဲ့တော့ဒီဘုရားမြတ်စွာသာသနာတော်ကြီးရဲ့အလံအောက်မှာအရေးကောင်းကောင်းခရစ်တုခံလူသားအနေနဲ့ဖြစ်စေတယ်။အာရညာနာဒနာ လျှောက်ထားခွင့်ပြုတော်မူကြပါသံဃာတော်ရှင်မြတ်တို့ဗျာသာသနာတော်တက္ကရာ2568ခုနှစ်ကောဇာတက္ကရာ1386ခုနှစ်ဒိုရလာပြီကျော်14ရက်ခရစ်တက္ကရာ26ရက်2လ2025ဘုရားဦးနေ့ဖြစ်ပါတယ်ဗျာယနေ့ကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးဥပနေတရားကိုအမိပြု၍ရာဂုံမြို့ဒဂုံမြို့တိတောင်ပိုင်းညနန္ဒာလန်း60ပြည်ရက်ွက်ရှိမောဂုတ်ဝိပဿနာပြန်ပွားရေးအဖွဲ့ခွဲအမတ်969လောကမောဓမ္မရိပ်သာကြီးဦးစီးပရဏနာယကဆရာတော်ဖြစ်တော်မူသောဒေါက်တာဗဒ္ဒန္တရိယဝန္တ၏သရုဒ္ဓအကျိန်မြောက်မောဂဝိပဿနာပရိစ္ဆသမုပ္ပါ2လအချိန်ကြာဆရာပြည့်သင်တန်း၏သင်တန်းစဉ်အောင်ပွဲအခမ်းအနားအစီအစဉ်ဖြစ်ပါတယ်ဗျာဒီအခမ်းအနားအစီအစဉ်မှာဘုရားတပည့်တော်အနေဖြင့်သင်္ဍသံဃာတော်ရှင်မြတ်အားလုံးတို့၏ကိုယ်စားကျေးဇူးတင်စကားပြောကြရန်ဖြစ်ပါတယ်ဗျာဒီတော့မောဂဥပဒနာဆရာပြည့်တင်တန်းအောင်ပွဲဖြစ်လာဖို့ဆိုတာအဖက်ဖက်ကရေးပြီးတော့ကျေးဇူးတင်ကျေးဇူးပြုကြတဲ့ပုဂ္ဂိုလ်များရှိမှအောင်ပွဲဆိုတာဖြစ်လာပါတယ်ဗျာဒီတော့ကျေးဇူးရှိကြတဲ့ပုဂ္ဂိုလ်များစွာရှိပါတယ်ဗျာအဲတော့နံပါတ်1ကျေးဇူးတင်ထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင်လောကမောင်ကျောင်းဆရာတော်ဘုရားဒေါက်တာရိယဝန္တအရှင်သူမြတ်ဖြစ်ပါတယ်ဗျာဆရာတော်အရှင်သူမြတ်ဟာသာသနာအတွက်ဝိပဿနာပြန်ပွားရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်သင်တန်းများပို့ချသင်တန်းတင်ကြားနေမှုအပေါ်မှာလည်းပဲဆရာတော်အပေါ်ကိုနေစာအတူယူကြည်ညိုမိပါတယ်ဗျာတပည့်များဖြစ်ကြသည့်တပည့်တော်တို့ဒီလည်းပဲဆရာတော်ပေးသည့်ဆရာပေးသည့်အသိဉာဏ်များဖြင့်ဆရာကိုဂုဏ်တက်စေအောင်သာသနာအတွက်ကြိုးစားပြီးတော့ပြုလို့ဆောင်ရွက်ပါမည်ဆိုတဲ့အကြောင်းကျေးဇူးတင်ဖြင့်တရေပြုလျှောက်ထားလိုပါသည်ဗျာနံပါတ်1အနေနဲ့ကတော့သင်္ဍန်သာဖြစ်ကြတဲ့ညီတော်နောင်တော်များတို့ဒီလည်းပဲညီတော်နောင်တော်တို့အားလုံးတို့ကိုကျေးဇူးတင်စကားပြောကြားလိုပါတယ်ဗျာအဲသင်္ဍန်သာဖြစ်ကြတဲ့ညီတော်နောင်တော်တို့ဒီလည်းပဲမိမိတို့ရဲ့ဌာနမှာတာဝန်အသီးသီးရှိကြတော်လည်းပဲမောဂဥပဒနာသင်တန်းအချိန်ကာလများကို2လတာအချိန်ကာလကိုအချိန်ယူပြီးတော့သင်ကြားပို့ချမှုအတွက်အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြင့်ဒီလိုဂုဏ်ယူမိပါတယ်ဗျာအချိန်ယူပြီးတော့သင်ကြားပေးကြတဲ့အတွက်ကြောင့်ဒီလိုများဝမ်းမြောက်ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာအဲတော့ဒီလို
ကျေးဇူးတင်တဲ့နောက်တဲ့ပုဂ္ဂိုလ်များကဦးဇင်းတို့အလွန်တကယ်မှအလွန်တကာမှအလွန်မတန်မှကျေးဇူးရှိကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါတယ်ဗျာဘယ်သူတွေလုံးလို့မေးရင်ဆွမ်းတကာဆွမ်းတိုက်ကမှများတို့ဖြစ်ပါတယ်ဗျာဒီဆွမ်းတကာဆွမ်းတိုက်ကမှများအလုံးတို့ဟာသာသနာတော်ရဲ့အပေါ်မှာယုံကြည်မှုအတွက်ဆွမ်းကကြောလာကြသည့်တန်ဃာတော်ရှင်မြတ်တို့ရဲ့အပေါ်မှာကိုယ့်ရဲ့သွေးသားအရင်းတစ်ဖွဲဂရုစိုက်မှုဆွမ်းစားတဲ့လူတော်ဝတ္ထုအစွတ်စွတ်တို့ကိုလူတန်းကြတဲ့အတွက်ကြောင့်သင်္တန်သာပြည့်ကြတဲ့တန်ဃာတော်ရှင်မြတ်များနဲ့လောကမောင်အကြောင်းတိုက်တန်ဃာတော်ရှင်မြတ်များနောက်လာမယ့်တန်ဃာတော်ရှင်မြတ်များအားလုံးတို့ရဲ့ပူဇာအထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ဗျာ။ဒါဦးဇင်းတို့အနေဖြင့်နောက်တဲ့ဝေယဝိဇ္ဇပြုလို့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တို့ရှိကြပါတယ်။ဝေယဝိဇ္ဇပြုလို့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေဆိုတာမနေ့အာယုံဆွဲအချိန်မှာဦးဇင်းတို့ဒီဝိတုငွေကြေးရတတ်နိုင်ပြီးတော့ချက်ပြုတ်ဖို့အခက်အခဲရှိကြပါတယ်။ချက်ပြုတ်ဖို့အခက်အခဲရှိကြတဲ့အခါမှာဝေယဝိဇ္ဇတွေပြုလို့ဆောင်ရွက်ပေးကြတဲ့ရက်ွက်မှာရှိကြတဲ့ဒကာမများတို့လိုအပ်သူလာရောက်ပြီးတော့ကိုကြီးလုံးကင်ဆောင်ရွက်ပေးကြတဲ့အတွက်ကြောင့်လည်းပဲအထူးပင်ကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ဗျာနောက်တစ်ပတ်ငါကျေးဇူးတင်ထားတဲ့ပုဂ္ဂိုလ်ကတော့အထူးအားဖြင့်ဦးဇင်းတို့ကျောင်းတိုင်းကမာကြီးမေတော်ကြီးဓမ္မကြီးပဲဖြစ်ပါတယ်အဲတော့ဓမ္မကြီးဒီနရတာကာလအတွင်းမှာတင်တန်းကာလတစ်လျှောက်လုံးမှာစစရရတာရင်တပွဲတန်ဃာတော်ရှင်မြတ်များတို့ကိုကျေးဇူးဆောင်ဆောင်မှုအာယုံဆွဲနေဆွဲလိုအပ်သလိုလှူဒန်းမှုများပြုလုပ်ကြတဲ့အတွက်ကြောင့်ဦးဇင်းတို့တန်ဃာတော်ရှင်မြတ်များအားလုံးတို့ရဲ့ကိုးစားကျေးဇူးတင်မိပါတယ်အဲတော့ဦးဇင်းတို့အထူးအဖြင့်ဓမ္မကြီးကိုဦးဇင်းတို့ကမေးတာရှိတယ်ဓမ္မကြီးအာယုံကဒီ2လအတွင်းမှာစွန်းတကာများမပေါ်လို့ရှိရင်ဓမ္မကြီးဘယ်လိုလုပ်မလဲလို့ဦးဇင်းတို့ကမေးတော့စမြားအဲ့ဒါတော့မပူနဲ့ဗျာစွန်းတကာများမပေါ်ရင်တပည့်တော်ကြံတဲ့အချိန်မှလေးပြတပည့်တော်လှူမှာပေါ့ဗျာလို့ဒီစကားလေးပြောတာနော်အဲ့တော့ဒီစကားလေးပြောတော့ဦးဇင်းတို့ကအားရှိတာပေါ့ဘယ်လိုပဲပြောတို့စွန်းတကာဓမ္မကြီးမပေါ်ဘူးဆိုရင်ဓမ္မကြီးကပင်မရှိပြီးသားပဲလို့ဆိုပြီးတော့ဦးဇင်းတို့တန်ဃာတော်ရှင်များလည်းပဲပြောပြီးတော့သူတို့လည်းဝမ်းမြောက်ဝမ်းသာဖြစ်ကြရတာပေါ့လေနော်ဒါကြောင့်မလို့ကျေးဇူးတင်ထားတဲ့ပုဂ္ဂိုလ်တွေဟာအားလုံးအချက်5ချက်ရှိတယ်ပေါ့နော်ဆရာတော်ရဲ့နောက်သင်တန်းပြုကြတယ်သင်တန်းတက်ရောက်ကြတဲ့တန်ဃာတော်ရှင်များရဲ့ဆွမ်းတကာမများတွေရဲ့ဝေယဝိဇ္ဇပြုလို့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်များရဲ့နောက်တစ်ခုကအထူးဓမ္မကြီးကျောင်းတိုင်းကမာကြီးဆွဲတိုင်းကမာကြီးပေါ့ဓမ္မကြီးပုံပါဦးဇင်းတို့ဒါကျေးဇူးတင်ကြောင်းပြောကြလိုပါတယ်အကျဉ်းချုပ်အဖြစ်သင်္ဍကာလ2လကာလအတွင်းမှာဆရာတပည့်အချင်းချင်းနောက်တစ်ခုဦးဇင်းတို့ညီတော်နောက်တော်အချင်းချင်းဆရာတကာအချင်းချင်းအပြစ်များရှိရင်စောလျာလည်းပဲဆရာတော်ရှိမှဆရာတော်ရှိရဒီချထားပေးတယ်လို့ပါပဲเนาะအဲ့တော့အချင်းချင်းနေများအပြစ်များရှိရင်မေတ္တာရှိထားပြီးတော့ခွင့်လို့ပေးရန်ကိုလည်းပဲဦးဇင်းတို့ဒါတောင်းဆိုပါတယ်ဒါဆရာတော်များတို့အားလုံးအားလည်းပဲခွင့်လို့ပြီးသားလည်းပဲဖြစ်ပါတယ်ကျေးဇူးရှိကြတဲ့ပုဂ္ဂိုလ်များအားလုံးတို့ကိုလည်းပဲဒါဦးဇင်းတို့အနေဖြင့်ကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာစွာဖြင့်လူအားဆန္ဒပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့တာရဲ့ဖြင့်သင်္နသာတန်ဃာတော်ရှင်များအားလုံးတို့ရဲ့ကိုယ်စားကျေးဇူးတင်ဝမ်းမြောက်ကြောင်းစကားပြောကြရဲ့ဖြင့်ဤမှာပင်ညီကုန်းကပတ်အဆုံးသတ်ပါတည်းတိတို့သည်ဘောဂဝိပဿနာတရားစီနေလောင်ငင်းစေပြေပွားရဲ့အဖွယ်ဖွယ်အနရာလျှောက်စေကိုလောကမန်အောင်
ခုလူတို့ဘုံတွေတွေ့ကြုံဆုံးွယ်ဖြစ်ရမြဲမို့လွယ်မရှောင်သာဒီနေ့ငါနေ့ကြုံလာယနေ့ဆုံးလာတွေ့လေတနေ့နောင်ခါွယ်ရမည်သာဓမ္မတာဒီဆောင်ဖို့အဲ့တော့ဘဝဇက်ခုံခုနကဗျာလေးရဲ့အဓိပ္ပာယ်ကတော့ဘဝဇက်ခုံလူတို့ဘုံတွေတွေ့ကြုံဆုံးွယ်ဖြစ်ရမြဲမို့လွဲ့မရှောင်တာဒီနေ့ငါနဲ့ကြုံလာယနေ့ဆုံးလာတွေ့လေတဲ့ဒီနေ့နောင်ကကွဲရမည်သာဓမ္မတာဒီဟုတ်လားဟိုလာဝေကလင်္ကာလေးပေါ့ဟုတ်လားအဲ့တော့ဘဝဇက်ခုံဦးဇင်းတို့တွေသူတော်ကောင်းတို့တွေကဟုတ်လားကံဇက်เสียလိုကြပေါ့ဟုတ်လားဘာဇက်เสียလိုကြတော့ကံဇက်เสียလိုကြတို့ဘဝမှာဟုတ်လားအခုလိုလူရလိုဖြစ်လာတာပေါ့ဟုတ်လားအဲ့တော့ကံဇက်เสียလိုကြဦးဇင်းတို့တွေသူတော်ကောင်းတွေကအခုလိုဟုတ်လားသားနဲ့အမေကြီးနဲ့အကိုမောင်နဲ့နှမဆရာနဲ့တကားဆိုပြီးတော့စသည်အဖြစ်ပေါ့အဲ့ဒီလိုစုံတွေ့လာကြတာပေါ့ဟုတ်လားအဲ့လိုစုံတွေ့လာကြဘလောက်ပဲစုံတွေ့တဲ့ဟုတ်လားတနေ့နေ့ကြလို့ရှိရင်ဒေချင်းနဲ့လည်းခွဲရမယ်ဟုတ်လားမမှန်ဘူးလားဒေချင်းနဲ့လည်းခွဲရမယ်တဲ့တနေ့တစ်ချင်းချင်းကြလို့ရှိရင်ရှင်ခွဲလည်းခွဲရမယ်ဒေခွဲလည်းခွဲရမယ်ဟုတ်လားအဲ့ဒီလိုလေမိမိတို့ရဲ့စိတ်ထဲမှာတန်ဝေကဉာဏ်လေးဖြစ်ဖို့ပေါ့နော်အဲ့တော့ငါလေးဆိုပြီးတော့သိကြရအောင်ဟုတ်လားလိုက်ဆိုကြပါဘဝဇက်ခုံလူတို့ဘုံတွင်ဖြစ်ရမြဲတွေ့ကြုံဆုံးွယ်ဖြစ်ရမြဲမို့ဒီနေ့ငါနေ့ကြုံလာယနေ့ဆုံးလာတွေ့လေတနေ့နောင်ခါွယ်ရမည်သာဓမ္မတာဒီဦးဇင်းတို့ခွဲခြင်းကတော့အခုပါတယ်ရှင်ကွဲကြရတာပေါ့ဟုတ်လားအဲ့ဒါရှင်ကွဲကြတယ်လို့မိမိတို့မှာစိတ်ထဲမှာတာဝေကညာလေးဖြစ်ပြီးသာဓုခေါ်ပြီးတော့ကြရအောင်ဟုတ်လားသာဓု